တမျိုးလေးပြပေးမယ်နော်တဲလေးတို့ရေဒီဟာဆိုမခံခေါင်းမလာအောင်မပြရသေးဘူးဘာလို့ဒီကောင်က safety band တော့မပါဘူးပေါ့နော်မပါမဲ့တော့ဒီလိုအတူလေး3 in 1လေးဖြစ်ပါတယ်အထဲထဲမှာဆိုလဲဒီလိုရင်ကျိုးတစ်ချောင်းလေးပါတယ်ပေါ့နော်ကျိုးတစ်ချောင်းမခံလို့ကတုတ်ဝက်ပဲတုတ်ဝက်ကမှဒီလိုပေါ်ထက်ကလေးနဲ့ပါမယ်ဒါလေးဆို3000ခွဲပဲအရန်တန်နဲ့အင်းကြီးတက်ထဲပဲယူမယ်ဆိုတော့မှ3000ခွဲဒါလေးကတော့ပေါင်ချိန်မခံလို့150အထိရောအေး150 160ထိရောအေးစေးရမယ်ညော့ကျိုးလေးပါပါမယ်ရှင်အဲ့ဒါကြောင့်မို့ဒါလေး3000ခွဲနဲ့ယူပေးပါဒါလေးက20ရပါအောင်မယ်ရှင်တဲလေးတို့3 in 1လေးဖြစ်ပါတယ်3 in 1မှာ3000ခွဲလုံးဝ BKK အစ်စ်ဖြစ်ပါတယ်နော်ဆိုလဲဒါလေးကအတူလေးဆိုရင်ဒီဟာလေးက20ရမယ်သူကဒီလိုအကွက်ကလေးနဲ့သူစက်ကက်ကလေးကဆိုရင်မခံလို့ဒီဟာကျတော့ safely ပန်ပါပါတယ်သူအထက်မှာမောင်းမိပါတယ်ပေါ့နော်ဒါလေးဆိုရင်3000ခွဲနည်းနဲ့ပဲယူပေးပါလုံးဝအရင်ထက်ကို short ပြီးမှရောင်းပေးထားတာဖြစ်ပါတယ်ရှင့်ဒါလေးလဲ quality ကောင်း error no error ဖြစ်ပါတယ်နော်တဲလေးတွေ error ကင်းပါတယ်နော်ဒီဆိုရထက်နေပြီးကျိုးတစ်ချောင်းလေးနဲ့အပေါ်ကကြီးကန်လေးပါမယ်ဒီလိုအင်းချီလေးတောင်တစ်ချိန်ကို3000ကျော်နေပါပြီအဲ့ဒါမှဒီလိုစက်ကက်ကလေးနဲ့မခိုင်တော့ဒါလေးကပေါင်ချိန်နဲ့သေးမယ်ပေါင်ချိန်130ထိပဲရမယ်ဖြစ်တဲ့အတွက်ကြောင့်လို့ဒီခရင်အောင်လေးက2ထည့်ရမယ်ဒီအဝါလေးကလည်း2ထည့်ရပါမယ်3000ခွဲနဲ့ပဲလာယူပါချစ်တို့ရေပေါ်ထက်ကလေးအင်းချီလေးနဲ့တင်တော်တော်တန်နေပြီစက်ကက်ကလေးဆိုလဲဒီလိုစက်ကက်ကလေးရှေ့မှာဇာလေးပါပါမယ်ဒီလိုလေးပါမခိုင်လည်းမခိုင်နဲ့မတော်လို့ဒါဝတ်ပြလို့မရလို့ထည့်ရကြံတာပေါ့နော်ပေါင်ချိန်130ထိရမယ်ရင်ကတော့3639ထိရပါမယ်တဲလေးတို့ရေတိတ်မရှိဘူးလာယူပေးပါနော်နောက်ဒီဇိုင်းတစ်မျိုးထပ်ပြပေးမယ်သူကတော့ကက်တီကယ်မပါတဲ့ဟာပါနော်ဒီဒီဇိုင်းလေးဆိုတကယ်ပိတ်ပိတ်သေးသေးညီမလေးနေဆိုအရန်လိုက်မဲ့ဒီဇိုင်းလေးဒါလေးက3000နဲ့ပဲယူဒီလိုဝက်ဆက်မျိုး3000ပဲနော်တစ်ချောင်းနဲ့မခိုင်ဆိုင်မှလို့ရတာနော်ဝယ်ဈေးက9000ကျော်မှရှော့ရောင်းပေးထားတာသူကတော့အပေါ်ထက်ကလေးမပါဘူးဒီလိုကျိုးတစ်ချောင်းလေးနဲ့ဒီလိုဒီဇိုင်းလေးနဲ့ပဲ3000နဲ့လာယူပါတဲလေးတို့ရေမန်လေးမျိုးတွေအရောက်ငွေချရပါတယ် discount post လေးဖြစ်တဲ့အတွက်ကြောင့်မလို့မမတို့တခြားမျိုးတွေဆိုရင်ငွေလေးကျူလွှဲပေးရပါမယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်